Manchester United ဟာ Tottenham Hotspur ကိုတိုက်စစ်မှု Bryan Mbeumo ရဲ့သွင်းကိုနဲ့ဦးဆောင်ပြီးခါမှပွဲကစားချိန်84မိနစ်နောက်ပိုင်း Tottenham Hotspur ရဲ့ရှေ့ပါဂိုးတွေနဲ့အနိုင်ဂိုးတွေကိုဆက်တိုက်ခွင့်ပြုခဲ့ရပြန်ပါတယ်။ဒီနှစ်ဂိုးကိုကြည့်ရင်နောက်ခံလူတွေရဲ့လူကတ်ကစားပုံညံပြင်းမှုနဲ့တစ်ဖက်အသင်းကိုကိုယ့်ရဲ့ goal area ထဲစိတ်ကြိုက်ကန်သွင်းခွင့်ပေးခဲ့တဲ့အမှားတွေကြောင့်လို့ပြောလို့ရပါတယ်ဒီလိုပုံစံမျိုးနဲ့ Manchester United ကသွင်းဂိုးတွေခွင့်ပြုပေးနေရတာပထမဦးဆုံးတော့မဟုတ်ပါဘူး Nottingham Forest ကိုတေကြခဲ့တဲ့ပွဲတုန်းကလည်းအလားတူဖြစ်ပျက်တွေဖြစ်ခဲ့ပါတယ်ဆိုတော့ Manchester United ရဲ့ခန်းစစ်ကစားပုံကလိုအပ်ချက်ကြီးကြီးမားမားရှိနေပြီးသွင်းဂိုးတွေအလွယ်တကူခွင့်ပြုပေးနေရတာဟာအသင်းကြီးတစ်သင်းအတွက်တော့မဖြစ်သင့်ပါဘူးအထူးသဖြင့်ဥရောပဝင်ခွင့်ကိုယူကျင်တဲ့အသင်းဟာဒီလိုဂိုးတွေလွယ်လွယ်ကူကူခွင့်ပြုလို့မရပါဘူးတိုက်စစ်ကဂိုးတွေဘလောက်ပဲတွင်ခန်းစစ်ကဒီလိုမျိုးဂိုးတွေအလွယ်တကူပေးနေရင်အသင်းကရှေ့ရောက်မှလည်းမဟုတ်ပါဘူးတကယ်တော့ Manchester United ဟာ Nottingham Forest ကိုရောစပါးအသင်းကိုပါအနိုင်ယူခဲ့တင်တာပါအနိုင်ယူဖို့အတွက်လုံလောက်တဲ့အခွင့်အရေးတွေနဲ့တိုက်စစ်စွမ်းဆောင်ရည်ကိုလည်းပြသခဲ့ပါတယ်ဒါပေမဲ့ဒီနှစ်ပွဲစလုံးကိုတရေရလက်နဲ့သာကျင်းနှက်ခဲ့ရပါတယ်ရှီယူရမှာကတော့အသင်းရဲ့တိုက်ခိုက်လို့စိတ်ပါအရင်ကတစ်ဖက်အသင်းကဥဆောင်သွားတာနဲ့ Manchester United ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကပျောက်ဆုံးနေပြီးအဲ့ဒီပွဲကိုအပိုင်ရှုံးပြီလို့တွက်ဆလို့ရတဲ့အထိဆိုးွားခဲ့ပါတယ်အခုတော့ Manchester United ကစားသမားတွေရဲ့တုံ့ပြန်ပုံကနောက်ဆုံးအချိန်ထိအရှုံးမပေးဘူးဆိုတဲ့စိတ်ဓာတ်မျိုးကျွန်တော်တို့မြင်ခဲ့ရပါတယ်ဒါကတော့ကျင်နဲ့စရာလို့ပြောရမှာပါတိုက်စစ်ပိုင်းမှာ Bryan Mbeumo နဲ့ Amad Diallo အတွက်ကတော်တော်လေးကောင်းမွန်နေပေမဲ့ကူညာကအသင်းလိုက်ချိတ်ဆက်မှုတွေမှာလိုအပ်ချက်တွေရှိနေသေးပါတအူးတဲ့လိန်ခောက်ကြော်ဖြတ်မှုတွေလုပ်ဖို့လောက်စိတ်အားထက်သန်နေတာကိုလည်းတွေ့ရပါတယ်ဝူပါယန်တန်မာတုံးကတသင်းလုံးကကူညာကိုတဲပြီးကစားလို့ပြဿနာမရှိပေမဲ့Manchester United မှာတော့ဒီလိုလုပ်လို့မရပါဘူး။နိပြရူဘင်အာမိုရင်ဟာကုညာကိုတဲပြီးကစားတဲ့ကစားကွက်မျိုးတိစောက်ထားတာလည်းမဟုတ်ပါဘူး။ဒါကိုကစားသမားအနေနဲ့နားလည်ဖို့လိုပါတယ်။အသင်းဖော်တွေနဲ့ချိတ်ဆက်ကစားနိုင်မှသာတိုက်စစ်ကအခွင့်အရေးတွေကိုအမိရသုံးချနိုင်မှာပါ။အခုတော့ Manchester United ဟာပွဲစဉ်7ကစားပြီးချိန်မှာရမှတ်18မှတ်ပဲယူထားနိုင်ပါတယ်။9ပွဲနိုင်3ပွဲတရေ3ပွဲရှုံးထားပါတယ်။တိုက်စစ်ကတွင်းကို19ကိုတွင်းယူထားပြီးခန်းစစ်ကတော့18ကိုပြန်ပေးထားရပြန်ပါတယ်နောက်ဆုံး Premier League 5ပွဲဆက်တိုက်မရှုံးဘူးဆိုတဲ့ရှုထောင့်ကတွေးရင်အသင်းရလက်တွေကမဆိုးဘူးလို့ပြောနိုင်ပါတယ်တိုးတော်လဲတိုက်စစ်မှုတွေကြားအချင်းချင်းချိတ်ဆက်မှုတွေပိုပြီးကောင်းအောင်ပြင်ဆင်ပြီးခန်းစစ်ပိုင်းကလည်းဂိုးတွေအလွယ်တကူခွင့်မပြုရအောင်ကြစ်ကြစ်လစ်လစ်နဲ့တီးဆောက်နိုင်ရင်တော့ Manchester United ဟာနိုင်ပွဲတွေဆက်တိုက်ရလာနိုင်မှာပါဒီအချိန်မှာနောက်ခံလူမက်ဂွိုင်းယားနဲ့တိုက်စစ်မှုဘင်ဂျမန်ဆက်ကိုတို့ဒဏ်ရာပြဿနာရှိသွားတာကတော့မန်ယူအတွက်စိတ်ပြက်စရာလို့ဆိုရမှာပါဒဏ်ရာမပြင်းထန်ရင်တော့နိုင်ငံတကာပွဲစဉ်တွေကာလနဲ့တိုက်ဆိုင်နေလို့ပွဲစဉ်အများကြီးလွဲလျှော်မှာတော့မဟုတ်ပါဘူးပရီးမီးယားလိဂ်ပွဲစဉ်တွေဟာနိုဝင်ဘာ22ရက်မှပြန်ကစားရတော့မှာပါဒါကြောင့်ဒဏ်ရာရကစားသမားတွေအနေနဲ့တော့ကုသဖို့ပိုပြီးအရှိန်ရစေပါတယ်ဒီကာလအတွင်း Manchester United ဟာသူတို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုလည်းဆက်လက်ထိန်းသိမ်းထားနိုင်မယ်အားနည်းချက်တွေကိုလည်းပြင်ဆင်နိုင်မယ်နိုင်ငံတကာပွဲစဉ်တွေမှာအသင်းရဲ့အဓိကကစားသမားတွေလည်းဒဏ်ရာပြဿနာကင်းရှင်းမယ်ဆိုရင်တော့ Premier League ပွဲစဉ်တွေပြန်စတဲ့အခါ Manchester United ဟာပြည်သက်တွေမျှော်လင့်ကျင်စရာအသင်းတစ်သင်းတော့ဖြစ်လာမှာသိကြပါတယ်